ဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့ဝိုင်းမော်မြို့နယ်တစ်တော်ဦးစီးဌာနမှာမြို့နယ်ဦးစီးမှုရဲ့တာဝန်ထမ်းဆောင်တဲ့တောဦးကြီးဇုံရအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကဦးမရိနော်တောင်လို့ခေါ်ပါတယ်နောက်ပြီးကျွန်တော်လုပ်နေတဲ့လုပ်ငန်းဟာဒီကျွန်တော်တို့တစ်တော်ထူထောင်ရေးလုပ်ငန်းကျွန်တော်ဒေတာခံပြည်သူအစုအဖွဲ့ပိုင်တစ်တော်ထူထောင်ရေးလုပ်ငန်းကိုကျွန်တော်လုပ်ပါတယ်ကျွန်တော်နာမည်ကျတော့ဝမောရှိပေါ့ကျွန်တော်ကဒီဝီယန် CF မှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတယ်ကျွန်တော်နာမည်ကျတော့ဦးစောဘောဖြစ်ပါတယ်အခု Kachin State Conservation Working Group KCWG မှာအလုပ်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့နေလင်းမောင်ပါကျွန်တော်ကတော့ဒီ CFE မှာတော့ဒီ Field Officer CFE Field Officer အနေနဲ့လုပ်ပါတယ်ကျွန်တော်ဒီ CF ဆိုတာ Community Forestry လို့ခေါ်တဲ့ဒေတာခံပြည်သူအစုအဖွဲ့ပိုင်းတစ်တော်လုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်ဒေတာခံတွေအနေနဲ့ကသူတို့ရဲ့ပတ်ချလဲပတ်ဝန်းကျင်မှာရှိတယ်ပေါ့နော်ကျွန်တော်ဒီ CFI ဆိုတဲ့ညွှန်ကြားချက်အရဆိုတော့9မိုင်ပတ်ချလဲတောနဲ့9မိုင်ပတ်ချလဲအတွင်းမှာရှိတဲ့ခြေရွာသားတွေအနေနဲ့မိမိတို့ရဲ့နီးစပ်ရာတစ်တော်ကိုကိုယ်တိုင်စီမံအုပ်ချုပ်လုပ်ကင်ခွင့်ရတဲ့အခွင့်အရေးတရားဖြစ်ပါတယ်လို့ပြောချင်ပါတယ်အရင်တော့ဆိုရင်သူအထင်းကဝေးကြီးတော့ခုတ်ရတယ်တနေ့တညပေါ့လေတွားပြီးမှ၄တစ်စီးလောက်ရတယ်အဲ့ဒီအချိန်မှာဆိုရင်ကျွန်တော်2004ဟိုဘက်မှာဆိုရင်အဲ့လိုပဲတွားနေရတယ်ဒါပေမဲ့အဲ့ဒီ2004မှာကျွန်တော်ဒီ CF ထောင်လာတဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်3နှစ်5နှစ်လောက်စောင့်လိုက်ပြီဆိုရင်ကျွန်တော်ကအခုထင်းကြတော့ပူစရာမလိုတော့ဘူးဒါလူတိုင်းကစိုက်ပြထားတဲ့အတွက်အဲ့ဒီဖိုလုံဖို့ထင်းတခုတော့ဖိုလုံတယ်အစားတော့ဟုတ်ပါတယ်ကျွန်တော်ဒီမှာရွှေပြောင်းတောင်ရပဲလုပ်ပြီးရွှေပြောင်းတောင်ရခုတ်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်အခု CF ထီထောင်ပူထောင်တဲ့နေရာမှာအဲ့နာရွှေပြောင်းတောင်ရလုပ်တော့တောင်ကတော်တော်လေးကိုသူကပြောမယ်ဆိုရင်တော့တော်တော်လေးပြောင်းသွားတာပေါ့အဲ့ဒီကစပြီးတော့ကျွန်တော်ဒီ CF ထီထောင်တဲ့နောက်ပိုင်းဒီ2004ခုနှစ်ရဲ့ဒီဘက်မှာဆိုရင်အခု10နှစ်လောက်ရှိသွားပြီဒီချိန်မှာဘာတွေတိုးတက်တယ်လဲဆိုတော့ကျွန်တော်ဒီတစ်ပင်ဒီကိုကြည့်ရင်လည်းကျွန်တော်ပို့ပြီးတော့ကျွန်တော်စိမ့်လန်းတာကိုတွေ့ရတယ်နောက်ဒီစိတ်ရည်တွေကိုကျွန်တော်တို့တုံးသက်ခြင်းအပြင်လဲအဲ့ဒီကျွန်တော်ချွေးပြောင်းတောင်ခုတ်တဲ့အချိန်မှာကျတော့ရေတွေကတော်တော်လေးခဏတွေ့ရတယ်အခုအဲ့ဒီစိမ့်စားရည်တချို့ကနည်းနည်းလေးပြန်ပေါ်လာတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ရတာပေါ့နော်တိုးတက်မှုမှာဆိုရင် CFT ထောင်တာဟာတဘောဘောချင်းထင်းရေးတစ်တော်ထင်းချင်းလုံငါရည်တစ်ဖက်မှာကျတော့ကျွန်တော်တို့ data ခံလူထုရဲ့အခြေခံလိုအပ်ချက်တွေဖြစ်စီဖို့ဆိုတဲ့ရွေချက်တွေပါပါတယ်ပေါ့နော်ဒီက CFT ထောင်ချင်းလုံငါမှာနော်ဝိုင်းမော်မြို့နယ် CF လုပ်ငန်းစုဖွဲ့ပိုင်းတစ်တော်လုပ်ငန်းကို2006လောက်မှာစတင်ပြီးမှသူတို့ဒီညွှန်ကြားချက်တွေတည်လာမှာ CF ကိုစတည်တယ် CF လုပ်ငန်းကိုစိတ်ဝင်စားတယ်စိတ်ဝင်စားမှစလာတော့2009ဝန်းကျင်လောက်ကနေစမှအကောင့်ထဲပေါ်ဆောင်ရွက်ကြတာကိုကျွန်တော်သိရှိရပါတယ်ပြီးတော့လောလောဆယ်ကျွန်တော်ဒီမြို့နယ်ထဲမှာဆိုရင် area ဧကအဖြစ်2000ကျော်သွားပါပြီအဖွဲ့အဖြစ်အလုံး90ကျော်စုဖွဲ့မှဒီလုပ်ငန်းကိုဆောင်ရွက်နေရဆိုတော့ပြောပြကြပါမယ်ကျွန်တော်ဒီတော်မှာဆိုရင်တောထွက်က2မျိုးရှိရဗျတစ်ခုကကျတော့နောက်ဆုံးတောထွက်ဆိုတာနောက်ဆုံးထွက်တာကျွန်တော်တို့ရနိုင်တဲ့အခြေအနေမှာနောက်ဆုံးတောထွက်ရှိရအဲ့ဒီအချိန်မှာမဟုတ်ရင်ကျွန်တော်ကနောက်တောထွက်တစ်ခုကကျတော့ဒီကြားဖြတ်တောထွက်ပေါ့ကြားဖြတ်တောထွက်ကတော့ဘယ်အချိန်မှာရလဲဆိုတော့အပင်ကျန်းနှုတ်တာပေါ့ကျွန်တော်ကအဲ့ဒီကြောင့်မလို့ဒီအချိန်မှာဒီမှာရှိတဲ့အပင်တွေကဆိုလို့ရှိရင်10နှစ်သား10နှစ်သားကျော်အဲ့လောက်ရှိနေပြီအဲ့ဒီအချိန်မှာကျွန်တော်ကပင်ကျန်းနှုတ်မယ်ပေါ့ပင်ကျန်းနှုတ်တဲ့အခါပင်ကျန်းနှုတ်ကနေထွက်လာတဲ့ဟာဆိုရင်ဒါတရားဝင်တည်လည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ကအဲ့မဲ့ဒီအခုလိုတေတော်ဌာနနဲ့ချိတ်ဆက်ပြီးတော့ပင်ကျန်းနှုတ်ဖို့စင်းနေကောက်တဲ့အခါမှာကျွန်တော်အခုညီပေးတယ်ကြားတယ်ပြေလို့တော့ကြားတယ်နော်ကြားတယ်ဟိုကြားတယ်ဟိုဆက်ဟိုဘက်စကရေကွာကျွန်တော် CFI လုပ်ငန်းစတင်ဒီထောင်ကလေးကွာကျွန်တော်တို့ကပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်ကျွန်တော်တို့စတင်ပြီးမှအမျိုးစုံပြောမယ်ဆိုတစ်မျိုးရွေးချယ်တဲ့နေရာကနေစပြီးမှကျွန်တော်တို့တိချာကြီးရွာသားတွေနဲ့အတူ
ကျွန်တော်တို့ပေါ့နော်ဌာနဆိုင်ရာဝန်ထမ်းတွေကတိုင်ပင်မှတိကျရွေးချယ်စိုက်ပျိုးထားတာပါပြီးရင်ဒီပြန်မှထုတ်လာတယ်ဆိုတာကလည်းကျွန်တော်တို့ပြောချင်တာတော့ဖြစ်တယ်လို့ထုတ်သွားတာပုံပဲကျွန်တော်စီးစနစ်ကြလိုအပ်တဲ့ဟာလေးတွေကိုရွေးချယ်မှခုံလဲထုတ်ယူသွားတာဖြစ်တဲ့အတွက်တဘာပတ်ဝန်းကျင်ထိခိုက်မှုအတွက်တော့ကျွန်တော်ဘာမှပြဿနာမရှိပါဘူးငကိုကထက်ကောင်းတစ်ထက်ကောင်းအောင်ပဲကျွန်တော်ဒီစူပါမိုင်တက်တော်လုပ်ငန်းကဆောင်ရွက်နေတာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ထိခိုက်မှုတော့မရှိစေပါဘူး ဆိုတော့အခုကျွန်တော်ဒီ CFE လုပ်ငန်းကနေဒီစီမံကိန်းကနေလုပ်သွားမယ့်ဟာကြတော့ကျွန်တော်ဟာစက်ရုံတင်မှာပေါ့နော်ဒီ pre-work စက်ရုံတွေရှိပါမယ်ဆိုတော့ဒီထဲမှာစက်ပစ္စည်း pre-work ထုတ်လို့ဖို့တစ်ဆက်တွေပါမယ်ခွဲဆက်တွေပါမယ်ပေါ့နော်နောက်တစ်ခုကြတော့ကျွန်တော် CF မှာဆိုတော့ဟိုတစ်ရမှာပေါ့ဗျာတစ်ရှိမယ်ပြီးရင်ဝါရှိမယ်ပေါ့နော်ဟိုနောက်စက်သွဲနေကြတော့ချိန်ပေါ့လေချိန်နဲ့ရှိမယ်ဆိုတော့ကျွန်တော်တစ်ဆက်ဝါဆက်ချိန်ဆက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့ကဟိုစနစ်တကျလေးလှုပ်ဆောင်ပြီးမှအစီအစဉ်ရေးဆွဲပြီးမှလှုပ်ဆောင်ဖို့ဖြစ်ပါတယ် ဒီ CFP ရဲ့ရွေးချက်ကတော့အဓိကရွေးချက်ကတော့ဒီဒေသမှာရှိတဲ့ဟိုလူဒေသမှာရှိတဲ့ဒေသခံတွေရဲ့ဟိုစီးပွားရေးလုပ်ငန်းတွေဟိုဖွံ့ဖြိုးလာဖို့ရွေးချက်ရဲ့နောက်တစ်ချက်ကကျတော့ဒီဟိုကျွန်တော်တို့ဒီမှာဆိုရင်တရားမဝင်မြန်မာနိုင်ငံမှာဆိုရင်တရားမဝင်တက်ထုတ်တာတွေရှိတယ်တရားမဝင်တက်ထုတ်တာတွေရှိတယ်အဲကြတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီဒေသခံတွေကနေပြီးတော့ကိုယ့်ရဲ့ CF ကနေပြီးတော့တရားဝင်လမ်းကြောင်းနဲ့ဒီတက်ထုတ်နိုင်မယ်အဲ့လိုရည်ရွယ်ချက်လည်းပါတယ်နောက်တစ်ခုကကြတော့ဒီမှာရှိတဲ့လူတွေရဲ့အလုပ်ကိုင်ခွင့်လန်းပေးနိုင်မယ်အဲ့ဒီရွေးချက်နဲ့ဒီ CFP ကိုအကောင့်ထဲပေါ်ဆောင်ရွက်ရတယ် ဒီစူပါမိုင်တက်တော်လုပ်ငန်းကနေထွက်လာတဲ့တစ်လုံးတွေရှိမှခုတော့လို့ဆိုတော့မျိုးစစ်ဆိုတော့မျိုးတွေတစ်လုံးတွေကဒီတိုင်းရောင်းနေမှာထက်စားရင်အခုဒါမျိုးလုပ်ငန်းလေးတရားအနေနဲ့ဒီထောင်ပြီးမှကုံချောအနေနဲ့ထုတ်လုပ်တဲ့အတွက်ဒီအချမ်းတယ်ရောင်းတာနဲ့ဒီကုံချောရောင်းတာနဲ့ဆိုတော့ဈေးချင်းလဲမတန်ဆပါတော့ဟွာချမှာအကျိုးမြတ်ပုံမှုဖြစ်ထွန်းလာမဲ့အပြင်ဒီစက်ကရိယာတွေအသုံးပြုတဲ့အတွက်တချို့တော့စိတ်ပါဝင်စားတဲ့ကြီးရွာသားတွေရဲ့လုပ်ငန်းပေါ့နော်အလုပ်အကိုင်အခွင့်အလမ်းလမ်းပေါက်တစ်ခုအနေနဲ့ပုံမှန်ရရှိလာတယ်လို့ကျွန်တော်မြင်ပါတယ် အခု2016ရောက်လာတဲ့အခါအခုဒီစက်ရုံကျေပြီးမှဒီမှာထုတ်လုပ်ပြီးမှဒါအတင်းသားတွေပေါ့စိုက်ထားတဲ့လူအတွက်ခံစားခွင့်တော့ရလာတော့မယ်ဆိုတာကျွန်တော်တို့လည်းမျှော်လင့်ပါတယ် အခုလိုဒီလိုအသေးစားစိတ်ယုံတွေကျွန်တော်တို့ဒီ NGO နေပြီးတော့ကျွန်တော်တို့အဲ့လိုပံ့ပိုးတာတွေပြီးတော့ကျွန်တော်မှလည်းဒီ CF ထောင်တဲ့ကျွန်တော်တို့ဒေတာခံပြည်သူတွေကကျွန်တော်တို့မှပြောမယ်ဆိုတော့ကျွန်တော်မှတစ်ဖက်ကဆိုရင်ကျွန်တော်တို့CF လုပ်ရတဲ့လုပ်ငန်းမှာကျွန်တော်ပို့ပြီးအားရှိလာတာပေါ့နော်ဘာလို့လဲဆိုရင်ဘယ်လိုအားရှိလာလဲဆိုရင်ကျွန်တော်တို့ဒီလိုကိုတေးစားစိတ်ယုံဒီဟာကြီးကိုကျွန်တော်တို့အောင်မြင်အောင်ကျွန်တော်တို့ပြုလုပ်နိုင်မယ်ဆိုရင်ကျွန်တော်မှာတစ်ဖက်တစ်နားနေပြီးတော့ကျွန်တော်ဒေတာခံနေဝင်ငွေလည်းရရှိမှာပေါ့နောက်ပြီးဒီတစ်တော်ကိုဆက်လက်ထိန်းသိမ်းဖို့ဒေတာခံအစုအဖွဲ့တစ်တော်တွေကိုကျွန်တော်တို့ပြန်ဆက်လက်ထိန်းသိမ်းဖို့ဆိုလေကျွန်တော်တို့မှာအရေးနည်းလည်းရရှိလာအဲ့ဒါတွေကိုကျွန်တော်ပြောမှပါတယ်နောက်ပြီးရေရှည်တည်တတ်မှာဆိုတာကိုလည်းကျွန်တော်တို့မျှော်လင့်ပါတယ်ပေါ့ စူပါမိုင်တက်တော်ကနေထွက်လာတဲ့တက်တော်ထွက်ပစ္စည်းတွေကိုအစုအဖွဲ့တစ်ခုအနေနဲ့နော်အသင်းအဖွဲ့တစ်ခုအနေနဲ့တရားဝင်ထုတ်လုပ်ရောင်းချတဲ့နေရာမှာလင်းလင်းမြန်မြန်ဆောင်ရွက်နိုင်မဲ့အခွင့်အရေးရအောင်ဆိုပြီးမှကျွန်တော်ဒီအစုအဖွဲ့ပိုင်းတက်တော်လုပ်ငန်းဆောင်ရွက်နေတဲ့ကြေးရွာတွေအားလုံးကပြန်လဲစုဖွဲ့ပြီးမှတရားဝင်မှတ်ပုံတင်ထားမှဒီလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့တယ်လို့ပြောချင်ပါတယ်အားတာချက်အနေနဲ့ပြောရမယ်ဆိုရင်တစ်ဖွဲ့ချင်းကိုရွာမှာကိုဒီတတော်ထွက်ပစ္စည်းလေးတွေကိုရောင်းချနေရတဲ့ကျွန်တော်တို့ပြောမှဆိုတစ်ဖွဲ့တည်းကနေအားလုံးကိုတာဝန်ခံပြီးမှတာဝန်ယူရောင်းချပေးသွားတဲ့အတွက်အဲ့အားတာချက်ကတော့ဈေးနှုန်းမညီမမျှဖြစ်တာတွေနော်ဈေးနှိမ်ခံရတာတွေမဖြစ်တဲ့အပြင်ကိုလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာတဦးတယောက်တည်းပေါ့နော်ကျွန်တော် CF ဆိုပေမဲ့တဦးတယောက်ဆိုတာတရားချင်းဆောင်ရွက်နေတာထက်စာရင်ဒီအဖွဲ့ကြီးကနေပဲဦးစီးဦးဆောင်ဆောင်ရွက်သွားပြီးတဲ့အတွက်လုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာပုံမှုနှင်းမြန်လာမယ်ဆိုတာကိုမြင်မိပါတယ်ကျူမှလည်းမြင်မိပါတယ်ဗောနော် ထွက်ရှိလာတဲ့ကုန်တွေကိုကြတော့ကျွန်တော်တို့ဒီသူတို့လုပ်ငန်းရှင်အဖွဲ့တွေကနေတဆင့်မြန်မာနိုင်ငံကျင်းဝါလုပ်ငန်းရှင်အတင်းနောက်ကြတော့တစ်လုပ်ငန်းရှင်အတင်းဆိုမှထည့်ထားတဲ့သူတို့လည်းပါနေတာပေါ့လေသူတို့ကနေတဆင့်ကျွန်တော်တို့ကဒီ EU ဈေးကွက်ကိုဖြန့်ချီဖို့သူတို့ကို EU ဘက်ကိုဟိုတ
တင်ပို့ဖို့ပေါ့နော်အဲ့လိုမျိုးအစီအစဉ်လေးရှိတာဖြစ်ပါတယ် အခုလိုဒီအသေးစားဆက်ယုံကျွန်တော်လာတီထောင်ပေးတဲ့အတွက်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့အရင်ခံပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ပတ်ဝန်းကျင်စိန်လန်းဆိုပြီးကိုကျွန်တော်ဆက်လက်ထိန်းသိမ်းမယ်နောက်ပြီးအဲ့ဒီနေရာကျရင်လည်းကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့တူကြီးရဲ့ဝင်ငွေနဲ့အလုပ်အကိုင်ရရှိလာမယ်အဲ့ဒါတွေကိုကျွန်တော်တို့မျှော်လင့်တယ်အဲ့ဒါတွေအားကြမိတယ်ပေါ့နော်အဲ့လိုဖြစ်တယ်အဲ့ဒါကြောင့်မို့အခုဒီလိုကူညီထောက်ပံ့တဲ့ကျွန်တော် NGO တွေကိုလည်းကျွန်တော်တို့တကယ်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးတင်ရှိကြောင်းလည်းကျွန်တော်ပြောလိုပါတယ် အနာဂတ်နေရတော့အခုလောလောဆယ်ဒါပြောမယ်ဆိုတော့เนาะကျွန်တော် NGO ဖွဲ့ကနေအကူညီနဲ့ဒါလေးစလုပ်ပေးနိုင်ဆိုတာဒါရှေ့ဆုံးပြောချင်တာလမ်းစာပြပေးတဲ့အခြေအနေပါနောက်ပိုင်းမှာအခုဒီမြင်ရတဲ့ဆက်ရုံကတော့ဒါတမျိုးနယ်လုံးနဲ့သက်ဆိုင်နေဆိုပေမဲ့နောက်ပိုင်းမှာရွာတိုင်းမှာဒီလိုမျိုးအချို့တဲ့လုပ်တဲ့ဆက်ရုံလေးတွေဖြစ်လာမယ်ဆိုရင်တော့ရွာတိုင်းမှာရှိတဲ့ကျွန်တော်ရဲ့ဒေတာခံပြည်သူတွေရဲ့ဝင်ငွေအစင်တန်လည်းမြင့်မားလာပါမယ်ဒေတာခံပြည်သူတွေရဲ့ဝင်ငွေအစင်တန်မြင့်မားလာတာနဲ့အများဒေတာတစ်ခုလုံး ဖွံ့ဖြိုးလာမယ်ဆိုတာကိုကြိုးမှတော့ပြောချင်ပါတယ်